馬にねပြောမယ်ဆိုရင်もっと攻めた案を出したかったんですけど会社がコンサバで通らなかった。ハローハローအားလုံးပဲコンサバဆိုတဲ့စကားလုံးကိုသိကြလားကွန်ဆာဗာဆိုတာကအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ conservative ဆိုတဲ့စကားလုံးကနေလာတာပါဒီ conservative ဆိုတာကအားလုံးပဲသိတဲ့အတိုင်းပဲပြောမယ်ဆိုရင်တော့ဒီရှေးရိုးဆွဲရှေးရိုးအစဉ်အလာအတိုင်းကြီးပဲလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်ဒီဂျပန်လိုမှာလည်းပဲ conserva လို့ပြောလိုက်ပြီဆိုရင်များသောဖြင့်ပေါ့နော်ဒီရှေးရိုးအစဉ်အလာအတိုင်းလုပ်တယ်ပေါ့နော်ရိုးရိုးကြီးတမန်ရိုးကြအတိုင်းကြီးပဲဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်ဒီ conserva ဆိုတဲ့စကားလုံးကိုဘယ်နေရာမှာသုံးလဲဆိုရင်များသောဖြင့်တော့ဒီ fashion နဲ့ဆိုင်တဲ့စကားလုံးတွေမှာသုံးတယ်ပေါ့နော်ဒီ conserva နာ服တော့ပေါ့နော်ဒီ conserva နာ服ဆိုတဲ့အတိုင်း conserva နာ女の子とかအဲ့လိုမျိုးပေါ့နော်ဆိုပြောမယ်ဆိုရင်တော့ဒီ conserva နာ服လို့ပြောလိုက်ပြီဆိုရင်ဒီပုံစံကရိုးရှင်းရှင်းလေးနဲ့ဒီတမယိုးကြလေးပေါ့နော်ဒီအထက်တန်းကျကျ classic ဖြစ်တယ်ဆိုတဲ့သဘောမျိုးကိုပြောတာပေါ့နော်ဒီ conserva ဆိုတဲ့စကားလုံးကိုဒီစီးပွားရေးနဲ့သက်ဆိုင်တဲ့ဒီစကားလုံးအနေနဲ့သုံးတဲ့အခါမျိုးတွေမှာလည်းရှိရပေါ့နော်ဥပမာပြောမယ်ဆိုရင်ဒီ conserva နာ予算とかပြောမယ်ဆိုရင်တော့ဒီ予算ကပေါ့နော်ဒီ予算 budget ပေါ့နော်ဒီ budget ကပေါ့နော်ဒီတိတ်ပြီးတော့ဒီနှစ်ရဲ့ budget ကတိတ်ပြီးတော့စိတ်ဝင်စားဖို့မကောင်းဘူးပြောမယ်ဆိုတော့နည်းတယ်ပေါ့အဲ့လိုမျိုးဒီ conserva နာ business နဲ့ယာရီခတ်တာပြောမယ်ဆိုတော့ဒီသူ့ရဲ့ဒီစီးပွားရေးလုပ်ပုံလုပ်နည်းကဒီရှေးရိုးအစဉ်အလာကြီးပေါ့နော်တမယိုးကြကြီးစိတ်ဝင်စားတာမကောင်းဘူး risk မယူရဲဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ခုနခိုင်ရှာက conserva နဲ့ခိုင်ရှာတာအဲ့လိုပြောရပြီဆိုရင်ဒီကုမ္ပဏီကတော့ဒီရှေးရိုးဆွဲကုမ္ပဏီကြီးပေါ့ခုခေတ်ပေါ့နော်ဒီလုပ်ပုံလုပ်နည်းတွေစဉ်းစားပုံစဉ်းစားနည်းတွေတိတ်ပြီးတော့မရှိဘူးဆိုတဲ့ပုံစံမျိုးကိုပြောချင်တာပေါ့နော်ရှေးရိုးဆန်တဲ့ကုမ္ပဏီကြီးပေါ့အဲ့လိုမျိုးပြောချင်တာဆိုရင်အဲ့လိုခါမျိုးတွေမှာဆိုရင်လည်းဒီ conserva ဆိုတဲ့စကားလုံးကိုသုံးတယ်ပေါ့နော်もっと攻めた案を出したかったんですけど会社がコンサバで通らなかったပို့ပြီးတော့အရန်ကို bold ဖြစ်တဲ့ပေါ့နော်ဒီတိကျတဲ့အနေနဲ့ risk များတဲ့ဒီ plan မျိုးကို proposal မျိုးကိုသူတင်ပြခဲ့ပေမဲ့လည်းပဲခိုင်းရှာကဒီကိုယ့်ရဲ့ company ကရှေးရိုးဆန်တဲ့ company risk မယူတဲ့ company ဖြစ်တဲ့ကြောင့်မလို့သူရဲ့ proposal ကမအောင်မြင်ခဲ့ဘူးတင်ပြတာမအောင်မြင်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးကိုပြောတာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်လည်းပဲဒီ conserva ဆိုတဲ့စကားလုံးကိုသုံးပါတယ်ကောင်းတဲ့အဓိပ္ပာယ်ကနေတွေးမယ်ဆိုရင်တော့ဒါကဒီ risk သိပ်ယူစရာမလိုဘူးစီးပွားအနေနဲ့ပြောမှဆိုရင်ပေါ့နော်စီးပွားလုပ်ငန်းတွေမှာဆိုရင်တော့ပြောမှဆိုရင်တော့ဒီ ochitsuite တို့ untage တို့ untage တို့တည်ငြိမ်နေတယ်ပေါ့နော်ဘာမှသိပြီးတော့စိုးရင်စရာမရှိဘူးဆိုတဲ့ပုံစံမျိုးဒါပေမဲ့တစ်ဖက် negative ဘက်ကနေကြည့်မယ်ဆိုရင်တော့ဒီ conserva ဆိုတာကပြောမယ်ဆိုရင်တော့သိပြီးတော့ဒီပေါ့နော်ဘောင်တွေကနေပေါ့နော်ပုံမှန်စဉ်းစားနေကြပုံစံမျိုးနဲ့ဖောက်ထွက်မနေဘူးလို့ဒီသူ့ရဲ့ပေါ့နော်အမြဲလုပ်ပုံလုပ်နေတန်းကြီးပဲဘောင်ထဲမှာပဲရှိနေရဆိုတဲ့သဘောမျိုးလည်းပဲသုံးတယ်ပေါ့နော် conserva ဆိုတဲ့စကားလုံးကိုကိုယ့်ရဲ့ဒီလုပ်ငန်းခွင်တွေမှာကိုယ့်ရဲ့အထက်လူကြီးတွေကပေါ့နော်ဒီသုံးလိုက်ပြီးဆိုရင်ဒါကဒီလိုပုံစံမျိုးကိုပြောတာပါလားဆိုတာမျိုးကိုသတိရပြီနော်